cross site security လို့ခေါ်တယ်ကျွန်တော် XSS ဆိုတာကျွန်တော် cyber လုံခြုံရေးမှာအဖြစ်များဆုံးအားနည်းချက်တစ်ခုဖြစ်ပြီးတော့နော် hacker တွေတိုက်ခိုက်သူတွေကကျွန်တော်ယုံကြည်ရတဲ့ website တစ်ခုတည်းကိုကျွန်တော် anti ရှိတဲ့ secret ဒါမှမဟုတ် Java secret code တွေကိုကျွန်တော်ထည့်သွင်းပြီးတော့တခြားသုံးစွဲသူတွေရဲ့ browser ပေါ်မှာအဲ့ဒီ code တွေကိုအလိုအလျောက်ဖွင့်ခိုင်းတဲ့နော်တိုက်ခိုက်မှုနည်းလမ်းတစ်ခုဖြစ်ပါတယ်ရိုးရိုးရှင်းပြောရရင် XSS ဆိုတာယုံကြည်ရတဲ့ website ကိုအသုံးပြုပြီးတော့အဲ့ဒီ website ကိုသုံးစွဲသူတွေကိုပြစ်မှတ်ထားတဲ့တိုက်ခိုက်နည်းပါhacker ကသူ့ရဲ့ anti ရှိတဲ့ Java secret code ကိုတာမန် website ရဲ့စာမျက်နှာမှာပါအောင်ထည့်လိုက်ပြီးတော့အဲ့ဒီ website ကိုလာလေတဲ့တခြားသူတွေရဲ့ browser ကနေပြီးတော့ဒီ code ကိုဒီ website ရဲ့တစ်စိတ်တစ်ပိုင်းလို့ထင်ပြီးတော့အလိုလိုလှုပ်ဆောင်ပြလိုက်တာပါဥပမာတစ်ခုအနေနဲ့မြင်အောင်ကြည့်မယ်ဆိုရင်ခင်ဗျားမှာเนาะwww.myanmarforum.com ဆိုတဲ့ online ကျွန်တော်တို့ forum ဆွေးနွေးခန်းတစ်ခုရှိတယ်ဆိုတော့အဲ့ဒီ site မှာသုံးစွဲသူတွေကသူတို့ရဲ့ထင်မြင်ချက်တွေကိုကျွန်တော် comment အနေနဲ့ရေးနိုင်တယ်ဟုတ်ပြီဒီမှာ hacker တယောက်ကအဲ့ဒီ comment အကွက်ထဲမှာเนาะပုံမှန်စာသားအစားနော်ဒီအတိုင်းလေးပေါ့နော်ရိုက်ထည့်လိုက်မယ်ဥမာတင်အကောင့်ခိုးခံနေရပြီဒီမှာသုံးစွဲသူရဲ့ cookie ဒါမှမဟုတ်အကောင့်ဝင်ထားတဲ့အချက်လက်ကိုကျွန်တော်hacker စီနော်ပို့တဲ့ code တွေကိုနော် bla 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 ထည့်ထားရပေါ့နော်ပြီးကျွန်တော် script ဟုတ်ပြီဒီ comment ကို website ကနေပြီးတော့နော် message saver နဲ့တင်စီလိုက်တယ်နော်နောက်ပြီးရင်ကျွန်တော်နောက်နေ့မှာအဲ့ဒီတာမန်အသုံးပြုသူတွေကဒီကျွန်တော်တို့ forum ဒီဆွေးနွေးကောင်ဝင်ကြည့်တဲ့အခါမှာတော့သူ့ရဲ့ browser ကြီးကဟာဒီ script code ကိုဖတ်ပြီးတော့တင်အကောင့်ခိုးခံရပါပြီဆိုတဲ့သတိပေးချက်နော် alert ကိုပြလိုက်တယ်အဲ့ဒီအပြင် hacker ကနော် hacker ရဲ့ code ကသူ့ရဲ့ session cookie ကိုပါခိုးယူသွားနိုင်တယ်ဒါကကျွန်တော် XSS တိုက်ခိုက်မှုရဲ့အခြေခံအကြဆုံးဥပမာပါနော်ဟုတ်ပြီကျွန်တော် XSS ကျွန်တော်တို့ဒီတိုက်ခိုက်မှုမှာအမျိုးအစား၃မျိုးရှိတယ်ပထမတစ်မျိုးကကျွန်တော်တို့နော် store XSS နော်ကျွန်တော်တို့ဘာလဲဆိုရင်သူကကျွန်တော်အန်ရရှိတဲ့ secret တွေကိုကျွန်တော် website ရဲ့ database ထဲမှာတင်စီထားပြီးတော့เนาะအဲ့ဒီ page ကိုလာကြည့်တိုင်းပြန်ဖွင့်ပေးတဲ့เนาะနီးဖြစ်ပါတယ်ဥပမာအနေနဲ့သူကကျွန်တော် forum command တို့ကျွန်တော်တို့ပြီးရင် blog တို့ post တို့ profile တို့เนาะအဲ့ဒီထဲတွေကိုကျွန်တော်ထည့်သွင်းတာပေါ့ဒါကလုံးဝအန်တီများပါတယ်နောက်တစ်ခုကကျွန်တော် reflected XSS เนาะအဲ့ကောင်ကဘာလဲဆိုရင်ကျွန်တော်တို့ secret ကိုကျွန်တော် URL လိပ်စာเนาะ link ထဲမှာကျွန်တော်ထည့်သွင်းပြီးတော့အဲ့ဒီပြတ်မှတ်ထားတဲ့သားကောင်ကိုအဲ့ဒီ link ကိုနှိပ်ခိုင်းတယ်ပြီးရင် website ကဒီ secret ကိုပြန်ထုတ်ပြပြီးတော့အဲ့ဒီ target ထားတဲ့သားကောင်စီကိုကျွန်တော်တို့ပြန်ရောက်သွားတယ်เนาะဒီမှာပြထားတဲ့ကျွန်တော်တို့ link လိုမျိုးပေါ့ကျွန်တော် anti ရှိတဲ့ link ကိုကျွန်တော်နှိပ်ခိုင်းတာမျိုးပေါ့เนาะနောက်တစ်ခုကကျွန်တော်တို့ဘာလဲဆိုရင်document object model လို့ခေါ်တဲ့ DOM based access ဟုတ်ပြီဒီကောင်က secret ကနေပြီးတော့ကျွန်တော် website စီကိုမသွားဘဲနဲ့ကျွန်တော် target ထားတဲ့သားကောင်ကျွန်တော် browser ပေါ်မှာပဲเนาะဒီ DOM document object model ကိုပြောင်းလဲပြီးတိုက်ခိုက်တာဖြစ်တယ်ဒီကောင်ကကျွန်တော် URL ထဲကကျွန်တော်ဒီ chat နောက်ကအပိုင်းတွေကိုအသုံးပြုပြီးတော့ browser ပေါ်မှာပဲတိုက်ရိုက် secret ဖွင့်ခိုင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီ XSS နဲ့ဘာတွေလုပ်နိုင်တယ်လဲဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးအနေနဲ့ cookie တွေခိုးယူတာပေါ့နော်အဲ့ဒီကျွန်တော် target ထားတဲ့သားကောင်ရကျွန်တော် session cookie တွေကိုခိုးယူပြီးတော့ hacker ကသူ့အကောင့်ကိုကျွန်တော်ဝင်ရောက်အသုံးပြုနိုင်ဒါကတော့ကျွန်တော်အကောင့်ကိုသိမ်းပလိုက်တဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ခုကျွန်တော် keystroke login လို့ခေါ်တဲ့เนาะအဲ့ဒီကျွန်တော်တို့target ထားတဲ့သားကောင်ရဲ့ကျွန်တော်တို့ keyboard ပေါ်မှာရိုက်နေတဲ့စကားဟိုကဘန်ချက်လက်ဒါတွေအားလုံးကိုမှတ်တမ်းယူနိုင်တယ်နောက်တစ်ခုကเนาะ phishing လို့ခေါ်တဲ့ကျွန်တော်တို့เนาะphishing တိုက်ခိုက်ခြင်းလို့ခေါ်တဲ့ကျွန်တော်တို့ဒီ page ရဲ့ပုံစံကိုပြောင်းလဲပြီးတော့เนาะခင်ဗျားရဲ့စကားဟိုကိုပြန်ထည့်ပါဆိုတော့ကျွန်တော်တို့အတုတွေပေါ့เนาะဒီအတုပအကွက်တွေပြတာပေါ့เนาะနောက်တစ်ခုကကျွန်တော်တို့အန်တီရရှိတဲ့เนาะဒီ site တွေရှိကိုပြန်လွှဲပေးတာပေါ့เนาะဒါက direct လောက်တာလို့ခေါ်တယ်เนาะအဲ့ဒီ target ထားတဲ့သားကောင်ကိုကျွန်တော် hacker ကသူတူပတ်ထားတဲ့เนาะ website အထူတွေစီကိုအလိုအလျောက်ကျွန်တော်လွှဲပြောင်းပေးတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီ face mask လို့ခေါ်တဲ့เนาะဒီ page ကိုဖြည့်ဆည်းပြတာပေါ့เนาะဒါတော့ website ရဲ့ကျွန်တော်တို့အကြောင်းအရာတွေကိုတော့ပြောင်းလဲပစ်ပြီးတော့ဒီ page တွေကိုဖြည့်ဆည်းပြတာဖြစ်ပါတယ်ဟုတ်ပြီဒါတွေကိုကျွန်တော်တို့ XSS တွေကိုဘယ်လိုကာကွယ်နိုင်မလဲဆိုရင်ကျွန်တော်တို့เนาะဟုတ်ပြီ developer တွေအတွက်ကတော့ website တိစောက်တွေအတွက်ကတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ input validation လို့ခေါ်တဲ့ကျွန်တော်တို့เนาะသုံးစွဲသူကရိုက်ထည့်လိုက်တဲ့အကြောင်းအရာတွေတဲ့ကတော့ script တို့ java script တို့စတဲ့ anti ရှိတဲ့ tag တွေကိုကျွန်တော်တို့စစ်ထုတ်ပြပြီးတော့ဒါ filter တာမှမဟုတ်เนาะsanitize လုပ်တဲ့ဖယ်ရှားခြင်းတွေနဲ့ကျွန်တော်တို့ဒါကာကွယ်ရပါမယ်နောက်တစ်ခုက output encoding เนาะဒီပြန်ထုတ်ခြင်းเนาะ output encoding ဆိုတာเนาะကျွန်တော်တို့ data တွေကို browser မှာပြန်ပြခန့်နေမှာကျွန်တော်တို့ entity လိုမျိုးကျွန်တော် HTML entity အဖြစ်ပြောင်းလဲပြစ်တာဥပမာlast time ကိုကျွန်တော်
NLT အဖြစ်ပြောင်းရင်ကျွန်တော် browser က secret အနေနဲ့เนาะအထိပ္ပယ်တော့မကောက်တော့ဘူးဟုတ်ပြီနောက်တစ်ခုကျွန်တော် content security policy เนาะအဲ့ဒါဘာလဲဆိုရင်ကျွန်တော် browser ကိုဒီ website မှာဘယ်နေရာကနေပြီးတော့ secret တွေခေါ်သုံးခွင့်ရှိမလဲဆိုတာကိုကြိုပြောထားတဲ့ခေါင်းစဉ် header တစ်ခုကိုသတ်မှတ်တာဖြစ်ပါတယ်နောက်တစ်ခုကHTTP only နဲ့ secure cookie ပုံစံနေနဲ့เนาะကျွန်တော်ကောက်ကွက်တာဒါဘာလဲဆိုရင် cookie တွေကိုเนาะ cookie တွေကိုကျွန်တော် Java script နဲ့မဖတ်နိုင်အောင် HTTP only ဆိုတဲ့ကျွန်တော် attribute ထည့်ပေးတာเนาะဟုတ်ပြီဒါကတော့ကျွန်တော်တို့เนาะ developer တွေအတွက်ပါเนาะဟုတ်ပြီတာမန်အသုံးပြုသူတွေ user တွေအတွက်ဆိုရင်တော့ကျွန်တော်တို့เนาะရုပ်ချင်းဆိုတော့ကျွန်တော်တန်တရားဖြစ်ဖွယ်ကောင်းတဲ့ link တွေကိုမနှိပ်ပါနဲ့အထူးသဖြင့်ကျွန်တော် URL နောက်ထဲမှာကျွန်တော်တို့เนาะဒါမျိုးလေးတွေပေါ့เนาะထူးဆန်းတဲ့စကားလုံးတွေပါလာရင်လုံးဝမနှိပ်ပါနဲ့နောက်တစ်ခုကကျွန်တော် website တွေကိုအများနဲ့နောက်ဆုံးထွက် browser ကိုသုံးပါ browser တွေကကျွန်တော်တို့အဲ့ access တချို့ကိုသူ့ပါသူကျွန်တော်ကောက်ွယ်ပေးပါလိမ့်မယ်နောက်တစ်ခုက account တွေမှာ two factor authentication ကျွန်တော်20 attribution ကိုဖွင့်ထားပါဟုတ်ပြီကျွန်တော်ပြောရမယ်ဆိုရင်เนาะ cross site security ကျွန်တော် XSS ကကျွန်တော် website တစ်ခုเนาะwebsite တစ်ခုကိုသုံးစွဲသူတွေကိုယုံကြည်မှုเนาะ website တစ်ခုရဲ့เนาะသုံးစွဲသူတွေယုံကြည်မှုကိုအဓိကထားတဲ့တိုက်ခိုက်တဲ့နည်းလမ်းဖြစ်ပါတယ်เนาะ hacker က website ကိုဓာတ်ရိုက်မဖျက်ဆီးဘဲနဲ့အဲ့ဒီ website ကိုလာရောက်ကြည့်ရှုတဲ့သူတွေရဲ့ browser တွေမှာသူတို့ရဲ့ handle ရှိတဲ့ code တွေကိုခိုးဝင်ပြီးတော့လှုပ်ဆောင်စေတာဖြစ်ပါတယ်เนาะ website ဒီ south သူတွေအနေနဲ့ကတော့เนาะသုံးစွဲသူထံကရရှိတဲ့အချက်လက်တွေကိုဘယ်တော့မှမယုံကြည်ပါနဲ့ကျွန်တော် never trust user input ဆိုတဲ့စီမင်းကိုအမြဲလိုက်နာပြီးစနစ်တကျစစ်ဆေးခြင်းတို့ကျွန်တော် sanitization နဲ့ကျွန်တော် encode တွေကိုလှုပ်ဆောင်ရမှာဖြစ်ပါတယ်